အပြောချိုတဲ့ကိုလူကြောင့်စေတနာတွေလုံးဝကြည့်လို့ပြောတီးလူတဲ့စေတနာရှင်အပြောချိုတဲ့ကိုလူကြောင့်စေတနာတွေလုံးဝကြည့်လို့ပြောတီးလူတဲ့စေတနာရှင်သူရဲ့စိတ်ထဲမှာတွင်သူရဲ့စိတ်ထဲမှာတွင်ပေါ်ပေါက်နေတဲ့စေတနာထက်သန်နေတဲ့အသွင်အရှက်မလက်အမြတ်မရွေးစားသူလာရင်ကျွေးမွေးတောင်းသူလာရင်ပေးကမ်းခြင်းနဲ့စေတနာရှင်စေတနာရှင်အလှရကားကြီးဒါနရှင်လို့ခေါ်မဲ့အစားတွင်နာမအမည်လေးပြောင်းခေါ်လိုက်မယ်စေတနာ